တိထားပေးပါဝိရိယစိုက်ထားပေးပါဝိပဿနာစအာနာပါနာကဝိပဿနာအာမထုတ်ခင်ရှေးဥစွာပထမသမာဓိတည်ထောင်ပေးပါသမာဓိသောယထာဘုဒ္ဓပဇာနာတိသမာဓိတည်ပြီးသောယောဂီမှသာလျှင်ဒီခန္ဓာရဲ့ဟုတ်တိုင်းမှန်စွာသိတဲ့ယထာဘုဒ္ဓဉာဏ်လို့ခေါ်တဲ့ဖြစ်တာကိုဖြစ်တယ်လို့သိမယ်ပြတ်တာကိုပြတ်တယ်လို့သိတဲ့ယထာဘုဒ္ဓဉာဏ်ရဖို့အတွက်ဟာသမာဓိအားကောင်းမှသိနိုင်မြင်နိုင်မှာဖြစ်လို့ရှေးဥစွာပထမသမာဓိတည်ထောင်ပေးပါဒီတနာရီမှာ9မိနစ်10မိနစ်15မိနစ်လောက်ဝင်နာတိထွက်တာတိစောင့်ကြည့်သမာဓိယူတယ်သိတယ်ထုတ်တယ်သိတယ်ဝင်တယ်သိတယ်ထွက်ဒီအတိလေးကိုဒီတနာရီမှာ9မိနစ်10မိနစ်15မိနစ်လောက်အဲ့ဒီအတိလေးမြဲလာပြီဆိုတော့သမာဓိအားကောင်းပါပြီတဲ့မသိသိအောင်ကြိုးစားပါမယ်စိတ်တည်ငြိမ်မှုရှိလားမှရှေ့ဝိပဿနာဉာဏ်တင်လို့ရလို့စိတ်ဘဲမှမပြေးတော့ဘူးအဲ့ဒီမှာပဲ9မိနစ်10မိနစ်15မိနစ်လောက်မြဲလာပြီဆိုရှေ့စင့်လေးထပ်တိုးပါမယ်အဲ့လေးဘလို့ဝင်သွားတာလဲအဲ့လေးဘလို့ထွက်သွားတာလဲလေးဆိုတာယုတ်တရားဝါယောယုတ်နှာသီးပြကမ္မဇယုတ်ရုပ်ချင်းပေါင်းစပ်လို့တိုးဝင်တီးခတ်သွားတဲ့သဘောကယုတ်တရားတိုးဝင်မှန်းသိတာနံတရားလေးတိုးထွက်သွားတဲ့သဘောကယုတ်တရားတိုးထွက်မှန်းသိတာနံတရားဒါယောဂီတို့ကဒါရုပ်ဓာနနလို့မရှိရပါဘူးယုံနံဆိုတာဆရာသမားများသင်ကြားမှုနဲ့သိရမယ်တရားယောဂီတို့အလုံးစင်ကတိုးဝင်သွားတာလေးကိုတိုးဝင်တယ်လို့တဆင့်တက်ပြီးသိအောင်ပါပဲတိုးထွက်သွားတာလေးကိုတိုးထွက်တယ်လို့တဆင့်တက်ပြီးသိအောင်ပါပဲယုံနံဆိုတာဆရာသမားများသင်ကြားမှုနဲ့သိရမယ်တရားပါတိုးဝင်တိုင်းသိမယ်တိုးထွက်တိုင်းသိမယ်အဲ့ဒီယုတ်အဲ့ဒီနံနေရလေတဲ့မိုးပေါ်လာတာမဟုတ်ဘေးရပေါ်လာတာမဟုတ်ရုတ်တရက်ဖြစ်လာတာမဟုတ်ဘူးတရားပြမဖန်ဆင်းလို့လည်းမဟုတ်ဘူးအကြောင်းလေးပါးပြုပြင်လို့ပေါ်တဲ့အကျိုးရုပ်တရားသင်္ခါရတရားအကြောင်းနှစ်ပါးပြုပြင်လို့ပေါ်တဲ့အကျိုးနံတရားသင်္ခါရတရားအကြောင်းစီပရိစ္ဆကျိုးစီသမုပ္ပါဒ်အဲ့လိုမှအကြောင်းကျိုးမရှင်းထားဘူးဆိုရင်အကြောင်းအကျိုးမှမသိထားရင်ခန္ဓာဘာကြောင့်ရှူတာပါလဲဘာကြောင့်ထုတ်တာပါလဲဘာကြောင့်နာတာပါလဲဘာကြောင့်လှုပ်တာပါလဲဆိုတဲ့ဘာပါလဲဆိုတဲ့တန်တရားလာလို့ဒီခန္ဓာမှာဘယ်တရားတွေပဲပေါ်အကြောင်းကြောင့်အကျိုးဖြစ်တဲ့တရားပဲလို့သိရင်ဘာပါလဲဆိုတဲ့တန်တရားမလာလို့ဝစီကိစ္စသေးတယ်ဒါလည်းယောဂီတွေကဒါအကြောင်းဒါအကျိုးလို့ခွဲမနေရပါဘူးအကြောင်းအကျိုးဆိုတာလေဆရာသမားများသင်ကြားမှုနဲ့သိရမယ်တရားဉာဏ်အနေနဲ့ပြောရရင်ပြစ္ဆေယပရိက္ခဉာဏ်ယုံ nant သိတဲ့ဉာဏ်နာမရူပပရိစ္ဆေရဉာဏ်ယုံ nant သိတဲ့ဉာဏ်တိုးဝင်သွားတာလေးကိုတိုးဝင်တယ်လို့သိရင်အဖြစ်ကိုသိတယ်လို့ခေါ်ပါတယ်သမထလို့ခေါ်ပါတယ်တက္ကာယတရားလို့ခေါ်ပါတယ်တန်တောကာယောတက္ကာယောလေတိုးတာထင်ရှားလို့တက္ကာယတရားအဲ့တိုးတာလေးတခုသိတာလေးကိုဝေါဟာရတွေကျွဲသွားတာအဖြစ်ကိုသိတယ်လို့ခေါ်တယ်သမထလို့ခေါ်တယ်ထင်ရှားလို့တက္ကာယတရားလို့ခေါ်တယ်အဲ့ဒီတိုးဝင်သွားတဲ့လေးဇင်းငယ်များလောက်အချိန်လေးလဲကုံရောတိုးဝင်သွားတဲ့လေးလဲကုံရောအဲ့တိုးဝင်သွားတာလေးမရှိတာလေးမရှိပါလားမရှိဘူးလို့သိတဲ့အတိအဝိပဿနာသမာဓိဋ္ဌိအမြင်မှမှာဖြစ်ပျက်ပါမရှိတာဘာလို့သွားတာဆိုပြက်သွားတာပါတဲ့ပြည့်ရင်ပြီးတော့လာတိုးထွက်တာလေးစားထိုးပေါ်လာမှန်းသိရင်အစားထိုးမှန်းသိလို့ပြက်တယ်တောက်တယ်လို့ယူထားတဲ့ဥစ္စေဒဒိဋ္ဌိပြုတ်ပါတယ်အဲ့တိုးဝင်သွားတာလေးကမရှိဘူးလို့ပြသွားတယ်မမြဲဘူးလို့ပြတယ်ပြက်တယ်လို့သိရင်ခိုင်နေမြဲတယ်လို့ယူထားတဲ့တတ္တဒိဋ္ဌိပြုတ်ပါတယ်
အဲ့တိုးဝင်သွားတာလေးကိုတိုးဝင်တယ်လို့သိရင်ငါပဲသူပဲလို့ယူထားတဲ့တက္ကာယဒိဋ္ဌိပြုတ်လို့ဒိဋ္ဌိပြုတ်ပြီးရှုတဲ့ဝိပဿနာတတိပဌာန်အနေနဲ့ပြောရရင်လေတိုးတာထင်ရှားလို့လေဟာယုတ်တရားလေတိုးတာထင်ရှားလို့ကာယ ानु ပတနာဥရှုစိတ်လေးကိုရှုစိတ်လေးပဲလို့သိနေအဖြစ်ကိုသိတယ်လို့ခေါ်ပါတယ်သမထလို့ခေါ်ပါတယ်တက္ကာယတရားလို့ခေါ်ပါတယ်ရှုစိတ်လေးဘယ်အချိန်ပေါ့ရှုနေတဲ့အချိန်ပေါ့ရှုစိတ်လေးဘယ်အချိန်ပြည့်ရှုပြီးသွားတဲ့အချိန်ပြည့်ပြည့်ရင်ပြီးတော့လာထုတ်စိတ်လေးစားထိုးမှန်းသိရင်အစားထိုးမှန်းသိလို့ပြတ်တက်တောက်တယ်လို့ထားတဲ့ဥစ္စေဓာဒိဋ္ဌိပြုတ်ပါတယ်အဲ့ရှုစိတ်လေးရှုပြီးတာနဲ့မရှိတာမမြဲတာပြတ်တာသိရင်ခိုင်နေမြဲတယ်လို့ယူထားတဲ့တတ္တရဒိဋ္ဌိပြုတ်ပါတယ်အဲ့ရှုစိတ်လေးကိုရှုစိတ်လေးပဲလို့သိရင်ငါပဲသူပဲလို့ယူထားတဲ့တက္ကာယဒိဋ္ဌိပြုတ်လို့ဒိဋ္ဌိပြုတ်ပြီးရှုတဲ့ဝိပဿနာတတိပဌာန်အနေနဲ့ပြောရရင်စိတ်ဘက်ကထင်ရှားလို့ရှုစိတ်လေးပေါ်တာထင်ရှားလို့စိတ်တာနုပဒနာဝေဒနာဆိုတာနာမကိုက်မှထုံမှကြက်မှစောင့်ပြီးဝေဒနာရှုရမှာမဟုတ်ဘူးတဲ့ဥမြင်ကမတ္တဥပိ္ပခာဝေဒနာမြင်ပြီးတာနဲ့ပြည့်ကြားကမတ္တဥပိ္ပခာဝေဒနာကြားပြီးတာနဲ့ပြည့်ဥရှုရာထုတ်တာလေးကတတ်တာလည်းမဟုတ်မတတ်တာလည်းမဟုတ်အလယ်လန်တန်းပေါ်နေတဲ့ရှုကမတ္တဥပိ္ပခာဝေဒနာရှုပြီးတာနဲ့ပြည့်ထုတ်ခမတ္တဥပိ္ပခာဝေဒနာထုတ်ပြီးတာနဲ့ပြည့်စိတ်နဲ့ဝေဒနာနဲ့ဟာရှင်ပေါ်ရှင်ပဲစိတ်လို့ခေါ်မယ်ဆိုရင်ရှုစိတ်ဝေဒနာလို့ခေါ်မယ်ဆိုရှုကမတ္တဥပိ္ပခာဝေဒနာရှုပြီးတာနဲ့ပြည့်ထုတ်ခမတ္တဥပိ္ပခာဝေဒနာထုတ်ပြီးတာနဲ့ပြည့်ရာပမစားကမတ္တဥပိ္ပခာဝေဒနာစားပြီးတာနဲ့ပြည့်ဥကပမတတတလေးပြနေတဲ့အာယုတတရာကဒုက္ခခံစားတာကဝေဒနာဒုက္ခဝေဒနာလည်းဖြစ်ပြီးတော့ပြည့်ဥပမာမခံစားတဲ့အာယုမခံစားတာကဒုက္ခခံစားတာကဝေဒနာဒုက္ခဝေဒနာလည်းဖြစ်ပြီးတော့ပြည့်ဥပမာတတလေးပြနေဝိနည်းကနေသောမနတဝေဒနာဖြစ်ပြီးတာနဲ့ပြည့်ဥပမာမခံစားတာပြနေဝိနည်းကနေဒေါမနတဝေဒနာဖြစ်ပြီးတာနဲ့ပြည့်ခံစားတာလည်းမဟုတ်မခံစားတာလည်းမဟုတ်အလယ်လန်ဥပိ္ပခာဖြစ်ပြီးတာနဲ့ပြည့်ကိုယ်ပေါ်မှာပေါ်ရင်ကိုယ်ပေါ်မှာရှုမယ်နာသီးပြားမှာပေါ်ရင်နာသီးပြားမှာရှုမယ်မနှောမှာပေါ်ရင်မနှောမှာရှုမယ်အဲ့ဝေဒနာဘက်ကဖြစ်ဖြစ်ကိုထင်ရှားလို့ဝေဒနာနုပဒနာဓမ္မာနုပဒနာဆိုတာဒီခန္ဓာယုံနဲ့နံဆိုရဲမြတ်စွာဘုရားကြီးကဒုက္ခသစ္စာခန္ဓာကြီးပါအဲ့ဒီဒုက္ခသစ္စာကြီးမှာပေါ်တဲ့ခန္ဓာပေါ်မှာလဲဒုက္ခပဲပေါ်မှာမို့လို့ကိုရှုတယ်ရှုတဲ့လေယုတ်တရားရှုမှန်းသိတာကနံတရားယုံနံဆိုတဲ့ဒုက္ခအမှန်ဖြစ်လို့သစ္စာအဲ့ဒီရှုတဲ့ဒုက္ခသစ္စာရှုပြီးတာနဲ့ပြည့်ထုတ်တယ်ထုတ်တဲ့လေယုတ်တရားထုံမှန်းသိတာကနံတရားယုံနံဆိုတဲ့ဒုက္ခအမှန်ဖြစ်လို့သစ္စာထုတ်တဲ့ဒုက္ခသစ္စာထုတ်ပြီးတာနဲ့ပြည့်နောက်ဆုံးနဲ့မြေချောင်းအင်းအိုင်နေဟာဘယ်မှာသွားဆုံမလဲဆိုရင်တဲ့သမုတ်တရားထဲမှာသွားဆုံမှာပါတဲ့ဒါအေယာဝတီဒါချွင်းနေဒါကတန်လင်လို့ပြောနေနာမည်တွေတက်တာနောက်ဆုံးသမုတ်တရားတွေရောက်သွားတော့လေငံကြီးကြီးရတာပါပဲတဲ့ငံကြီးကြီးသဘောပါပဲတဲ့ဥလိုက်ရောက်လို့ရုပ်ဘက်ကတင်ညာရုပ်ကဖြစ်ဖြစ်စိတ်ဘက်ကတင်ညာစိတ်ကဖြစ်ဖြစ်ဝေဒနာဘက်ကတင်ညာဝေဒနာရဲ့ဖြစ်ဖြစ်လို့ရှုလာခဲ့နောက်ဆုံးကိလေသာတွေပါလာလို့ဉာဏ်တွေထက်လာရင်တရားသဘောတွေဖြစ်တရားသဘောတွေပြတ်တာပါလားဖြစ်ဒုက္ခပြတ်ဒုက္ခနောက်ဆုံးဓမ္မာနုပဒနာမှာအားလုံးစုံဝင်သွားပါလိမ့်မယ်။ဘာကြောင့်တတိပဌာန်၄မျိုးပြရလဲဆိုရင်တဲ့ယောဂီချင်းချင်းမတူကြလို့တဲ့ဉာဏ်ချင်းတွေမတူကြဘူးဇယိုက်ချင်းတွေမတူကြဘူးလုံးလားစိုက်တဲ့ပုံမှာမတူကြလို့တတိပဌာန်၄မျိုးပြတာကိုထင်ရှားရတာရှိပါတယ်ရုပ်ဘက်ကတရားရုပ်ကဖြစ်ဖြစ်စိတ်ဘက်ကတရားစိတ်ကဖြစ်ဖြစ်ဝေဒနာဘက်ကတရားဝေဒနာရဲ့ဖြစ်ဖြစ်ကိလေသာတွေပါလာလို့ဉာဏ်တွေထက်လာရင်ဓမ္မာနုပဒနာလို့ခေါ်တဲ့တရားသဘောတွေဖြစ်တရားသဘောတွေပြတ်တာပါလားဓမ္မာနုပဒနာမှာအားလုံးစုံဝင်သွားပါလိမ့်မယ်ဒါဟာမူလကမ္မထမ်းမှာတတိပဌာန်၄မျိုးရှုဖို့ယူနည်းအချိန်လေးခက်ကြလေးကြားလာတဲ့အခါယောဂီတို့ရဲ့အချိန်30 40ရှိတဲ့ခန္ဓာအောက်ကအခင်းဆိုတဲ့အမာသားဖ
ဖတ်တာတွေးထီတာများလာတဲ့အခါပူသဘောအေးသဘောတောင်းသဘောတင်းသဘောညောင်းသဘောကြိုက်သဘောလေးတွေပြလို့ဖောက်ပြန်တယ်လို့သိရင်သမထအဖြစ်ကိုသိတယ်လို့ခေါ်တယ်သမထလို့ခေါ်တယ်ထင်ရှားလို့တက္ကာယတရားလို့ခေါ်တယ်အဲ့ဖောက်ပြန်တဲ့တရားလေးရှိမရှိအကဲခတ်လိုက်လို့ခဏမရှိတာသိရင်ခဏအပြက်ကိုသိတယ်ခဏအသေးကိုသိတယ်ဥရတာလေးခဏလေးပေါ်တယ်အဲ့ရတာလေးကခဏလေးပေါ်ပြီးတော့ခဏလေးပျောက်သွားတယ်ခဏလေးသက်သာသွားတာသိရင်ခန္ဓိကမရဏလို့ခေါ်တဲ့ခဏအပြက်ကိုသိတယ်ခဏအသေးကိုသိတယ်အဲ့ရတာလေးကလုံးလုံးမပြောက်ဘဲနဲ့ရတာလေးအစင်တန်းနေတာကတန်တတိရတာလေးပြောင်းလဲသွားတာမရဏရပုံချင်းမတူတာရှစ်အရာနဲ့နောက်အရာနဲ့မတူတာရှစ်အနာနဲ့နောက်အနာနဲ့မတူတာရှစ်အကျင်နဲ့နောက်အကျင်နဲ့မတူတာဒီပြောင်းလဲနေလို့ပြောင်းလဲနေတာဒီမမြဲလို့ပါဠိလိုကအနိစ္စမြန်မာလိုတော့မမြဲတာအလုတ်စင်ကမတူတာလေးကိုသိနေတာမတူပါလားပြောင်းလဲသွားပါလားပင်ကိုသဘောစွန့်သွားပါလားလို့သိတဲ့အသိဟာဝိပဿနာတမာဒိဋ္ဌိအမြင်မှန်ပါဒါဟာဂျာထိုးကမ္မထမ်းမှာဖြစ်ပြရှုပုံရှုနည်းအလုတ်ရှိပြီးသားပါပထမနေ့ရက်မှာတော့ဝဏ္ဏတိထွက်တာဒီကို2ရက်ယောဂီတို့တမာတိကြောင်ခိုင်းတာပါတယ်ဝိပဿနာဉာဏ်တက်ပါပြီတတိထားဝရိယဆိုင်ဉာဏ်နဲ့ကြည့်ပေးပါကောင်းလေးတွေပြတ်မှတ်ပေးပါတမာရိရက်ကမှေးလိုက်လို့ရပါတယ်ဝိပဿနာဉာဏ်တင်တဲ့ရက်ကမှေးလိုက်လို့မရတော့ဘူးဘာကြောင့်မှေးလိုက်လို့မရတာလဲဆိုဖြစ်ဖြစ်နဲ့မဲ့ချားမှာကိလေသာချားမကိုရင်တထိုင်နဲ့လည်းမဲ့ကြနိုင်ပါတယ်မနဲ့အားထုတ်ရင်ညရနိုင်ပါတယ်ညအားထုတ်ရင်မနဲ့ရနိုင်ပါတယ်ဒီ9ရက်တွင်းမှာလည်းရနိုင်ပါတယ်9ရက်တွင်းမှာလည်းရနိုင်ပါတယ်14ရက်တွင်းမှာလည်းရနိုင်ပါတယ်21ရက်တွင်းမှာလည်းရနိုင်ပါတယ်ဖြစ်ဖြစ်နဲ့မဲ့ချားမှာကိလေသာချားမကိုရင်ယေသူတော်ရှင်အေကမပန္နိတမိုးဆရာတော်ဘုရားကြီးရဲ့လက်ထက်မှာဖြစ်ဖြစ်နဲ့မဲ့နဲ့ခြားထဲမှာကိလေသာခြားမခို့လို့9နာရီနဲ့5မိနစ်မှာအားထုတ်လိုက်တယ်9နာရီနဲ့10မိနစ်မှာမဲ့ကြသွားတော့တာပါပဲတဲ့5မိနစ်ထဲနဲ့မဲ့ကြသွားတာယေသူတော်ရှင်ဆမန်ဆရာတော်ဘုရားကြီးဥနာရလက်ထက်မှာတော့15မိနစ်နဲ့မိနစ်20နှစ်ယောက်က15မိနစ်နဲ့မဲ့ကြသွားတာရှိတယ်မိနစ်20နဲ့မဲ့ကြသွားတာရှိပါတယ်ဒါဖြစ်ဖြစ်နဲ့မဲ့ခြားမှာကိလေသာခြားမခို့ရင်တထိုင်နဲ့မဲ့ကြနိုင်တယ်ဆိုတာမူလကမ္မထံဖြစ်ပြဂျာတို့ကမ္မထံဖြစ်ပြအဲ့ဒါဗဇက်ကနေဖြစ်ပြနဲ့ယွတ်နေအဲ့ဒါဗဇက်ဖြစ်ပြစိတ်ထဲကနေဖြစ်ပြလို့တွေးတဲ့ဖြစ်ပြကိုကဗဇက်ကဖြစ်ပြပြောမှခန္ဓာဖြစ်ပြပြတာမဟုတ်ဘူးခန္ဓာဖြစ်ပြပြတာယောဂီတို့သိတယ်ဆိုတဲ့သိလုံးလေးအဲ့ဒီသိတဲ့သိလုံးကိုမက်လို့ခေါ်ပါတယ်ဉာဏ်လို့ခေါ်ပါတယ်ပညာလို့ခေါ်ပါတယ်တတိထားဝရိယဆိုင်စူးဆက်လေးတာတမာရီအားကောင်းညာကောင်းနေတာထိုးပေါက်ထားပြီပါလိုက်ရှာရင်တွေ့မှာမဟုတ်ဘူးလှုပ်ရှုရင်ရမှာမဟုတ်ဘူးရှာရင်မြင်မှာမဟုတ်ဘူးတတိထားဝရိယဆိုင်ဉာဏ်နဲ့ကြည့်ပေးပါယောဂီတို့ကဖြစ်ပျက်ကိုအဆိုင်ခဲတစ်ခုလို့တော့ဖွာကနေဖြစ်ပြီးဖွာကနေပြက်ပြသွားတဲ့အမြင်မျိုးမဟုတ်ဘူးတိုက်တလုံးပြိုသလိုအုတ်ကျိုးဥစ္စာတွေမြင်ရမှာမဟုတ်ဘူးအုတ်တလုံးပွဲသလိုအိုးချမ်းပဲ့တွေမြင်ရမှာမဟုတ်ဘူးလူတယောက်သေးသလိုရုပ်ကလပ်မြင်ရမှာမဟုတ်ဘူးပရမတ္ထဟူသည်မြမရတရကိုတတ္တိကိုမြရှုကြည့်ရာပရမတ္ထကိုသဘောလေးတွေဖြစ်သဘောလေးတွေရုပ်သိမ်းသွားတာတိုးဝင်တဲ့သဘောလေးအဲ့တိုးဝင်တဲ့သဘောလေးကပရမတ်ယုတ်လို့ပြောရင်အဲ့ဒါပြဉ္ညတ်တိုးထွက်တဲ့သဘောလေးကပရမတ်ယုတ်လို့ပြောရင်ပြဉ္ညတ်သမထရဲ့အာယုံဟာပြဉ္ညတ်ဝိပဿနာရဲ့အာယုံဟာပရမတ်ကျူတဲ့သဘောထုတ်တဲ့သဘောနားတဲ့သဘောကြိုက်တဲ့သဘောကျင်တဲ့သဘောအဲ့ဒီကြိုက်တဲ့သဘောနားတဲ့သဘောကျင်တဲ့သဘောကမရှိဘူးလားဆိုတော့ရှိတယ်တဲ့ကင်ပြပါလို့ကင်ပြလို့မရလို့အဲ့ဒီပရမတ်သဘောမှာအထက်မရှိဘူးပုံသဏ္ဍာန်မရှိဘူးအယောင်မရှိဘူးအစင်းမရှိဘူးအနက်မရှိဘူးသဘောများဖြစ်လို့အဲ့ဒီသဘောကိုသိကျင်တော့အသာလေးစောင့်ကြည့်ရမှာပါတဲ့ဒါဝိပဿနာအလုပ်ကစောင့်ကြည့်တဲ့အလုပ်တဲ့ဘာနဲ့စောင့်မှာလဲဆိုတမာရိမဲ့ခင်၃ပါးလို့ခေါ်တဲ့တမာဝါယမတမာတတိတ
တမာရီဆိုတဲ့တမာရီမဲ့ခင်၃ပါးနဲ့စောင့်မယ်တမာဒိဋ္ဌိတမ္မာသင်္ကပ္ပဆိုတဲ့ပညာမဲ့ခင်တစ်ပါးနဲ့ကြည့်တဲ့လောက်ကဝိပဿနာအလုံးတဲ့ကြောင့်ဝိပဿနာလောက်ကစောင့်ကြည့်တဲ့လို့နောက်စောင့်ကြရမလို့တော့ဘူးတဲ့ဖမ်းနေရုံပဲတဲ့အဲ့ဒါဘာနဲ့စောင့်ဝင်နာတိထွက်တာတိနဲ့စောင့်ယုတ်ကရညာယုတ်ကဖြစ်ဖြစ်စိတ်ဘက်ကရညာစိတ်ကဖြစ်ဖြစ်ဝေဒနာဘက်ကရညာဝေဒနာရဲ့ဖြစ်ဖြစ်ကိလေသာတွေပါလာလို့ဉာဏ်နဲ့ထက်လိုက်သဘောသူ့သဘောပါလားသူ့သဘောပါလားသူ့သဘောပါလားဆိုတာသဘောလေးတွေဖြစ်သဘောလေးတွေသိလျက်လိုက်သွားပါတယ်အမသိရင်တော့မောဟတွေပါသွားလိမ့်မယ်သတိထားပါဝိရိယစိုက်ပါဒီခန္ဓာမှာဖြစ်ပျက်ကမစိတ်သုံးဘူးတဲ့ဖြစ်ပျက်ရှုလို့မရတဲ့နေရာတွေဟာဆံပြားခြေပြားလက်သေးပြားနဲ့အရေးချောက်ပေါ်မှာဖြစ်ပျက်မပေါ်နိုင်ဘူးတဲ့ကြံတကူလုံးအစိုးရပြန့်နှံ့ရာနေရာဓာတ်ကြီး၄ပါးပြန့်နှံ့ရာနေရာတိုင်းမှာဖြစ်ပျက်ရှုလို့ရလို့ဒီခန္ဓာဖြစ်ပျက်မစိတ်သုံးဘူးဘာကြောင့်ဖြစ်ပျက်မမြင်သေးတာလဲဘာကြောင့်ဖြစ်ပျက်မတွေ့သေးတာလဲဆိုရင်တဲ့အိန္ဒြေတွေမညှိတတ်သေးလို့တမာတိလုံးလုံးအိမ်ငိုင်နေဖြစ်ပျက်မမြင်မတွေ့နိုင်ဘူးဝရိယလေးတွန်းတင်လိုက်ပါဝရိယလေးလုံးလုံးစိတ်တွေပြန့်နေတယ်ဝိတ္တတွေဝင်နေတယ်ဆိုရင်တမာတိနဲ့ပြန်ကြည့်ပါတမာတိကနောက်ကျနေတယ်ဝရိယအားများနေတမာတိနဲ့ဝရိယနဲ့ညှိပါတရားရှိပြေးကြီးမှနောက်ကပညာလိုက်ပါတဲ့သူဟောတာမယုံဘူးဆိုရင်တရားမရှိတဲ့အတွက်နောက်ပညာမလိုက်နိုင်ဘူးပညာနဲ့ခန္ဓာတွေကအရှိနဲ့ဉာဏ်အသိနဲ့ကြိုက်ပါတဲ့တတိဟာပိုတယ်မရှိဘူးအဲ့ဒီ၅ခုစုံမှဖြစ်ပျက်ကိုမြင်မယ်အဲ့ဖြစ်ပျက်ကိုမြင်မှဖြစ်ပျက်ကိုတွေ့မှမြင်တယ်ဆိုတာဒီကံမျက်လုံးနဲ့မမြင်ဘူးနော်ရှိမရှိလေးဦးလေးတိုးဝင်သွားတာလေးရှိလာတယ်အချိန်လေးလဲကိုမရှိတာပြသွားတာသိတယ်အဖြစ်ပျက်ပါရှိမရှိလေးပေါ်လာတာဖြစ်တယ်ပျောက်သွားတာပြက်တယ်သိတယ်အစားထိုးလိုက်ပြက်သွားလိုက်အစားထိုးလိုက်ပြက်သွားလိုက်အဲ့တော့သိတဲ့အသိလေးအဲ့ဒါမြင်နေဆိုတာအဲ့ဒီအသိကိုပြောတာဒီကံမျက်လုံးနဲ့မမြင်ဘူးနော်ဖြစ်ပျက်ကိုရှိမရှိလေးမရှိဘူးလို့ပဲသိပြက်တယ်လို့ပဲသိမမြဲဘူးလို့ပဲသိအဲ့ဒါဘောဟာရတွေကနာမည်တွေအကုန်ကြားထားတာပါအကုန်ဒါတစ်ခုတည်းပါပဲဖြစ်ပျက်သိတဲ့အသည့်တစ်ခုပါပဲကိုညံမှာပြက်တယ်လို့သိပြက်တာနဲ့သိတာနဲ့မမြဲဘူးလို့သိမမြဲတာနဲ့သိတာနဲ့ရှိရနဲ့မရှိလို့မရှိတာအဲ့မရှိတာလေးသိုံပဲသတိထားဝိရိယဆိုင်ဉာဏ်နဲ့ကြည့်ပါမယ်မြတ်စွာဘုရားလက်ထက်ကအနိစ္စနဲ့ယဟန်900နိဗ္ဗာန်ဝင်ကြပါတယ်ဒုက္ခနဲ့ယဟန်900နိဗ္ဗာန်ဝင်ကြပါတယ်အနတ္တနဲ့ယဟန်900နိဗ္ဗာန်ဝင်ကြပါတယ်ဒါဇယိုက်တွေပေါ်မှာမူတည်ပြီးတော့တူချင်းမတူကြဘူးဇယိုက်ချင်းတွေမတူကြဘူးလုံလောက်စိုက်တဲ့ပေါ်မှာမတူကြလို့ပြက်တယ်လို့သိမရှိဘူးလို့သိမမြဲဘူးလို့သိရတာအနိစ္စသိတဲ့ဉာဏ်လေးပါပဲဒီခန္ဓာယုံနာဆိုတဲ့ဒုက္ခအမှန်ဖြစ်လို့သစ္စာဒီခန္ဓာမှာပြသမျှတွေကဒုက္ခတွေပဲပြမှာမို့လို့ရုပ်ပေါ်ပေါ်နာမ်ပေါ်ပေါ်ဝေဒနာပေါ်ပေါ်ပါဠိလိုကဒုက္ခမြန်မာလိုတော့ဆင်းရဲတာရုပ်ပေါ်ပေါ်နာမ်ပေါ်ပေါ်ဝေဒနာပေါ်ပေါ်ဆင်းရဲသူဆင်းရဲတာပြကိုညံမှာဆင်းရဲတာထင်ရင်ဆင်းရဲတာနဲ့သိတာနဲ့ချူတာလဲကိုယ်သဘောမပါထုတ်တာလဲကိုယ်သဘောမပါမနာပါနဲ့ပြောလို့မရမထုံပါနဲ့ပြောလို့အနတ္တဟောသူ့သဘောပါလားနောက်ဆုံးဖြစ်ပျက်ပါပဲတဲ့။ဒါမြတ်စွာဘုရားကြီးကသဗ္ဗေသင်္ခါရအနိစ္စရေနေဘယ်သဘောရှိလဲဖြစ်ပြီးပြက်တဲ့သဘောဒီလက္ခဏာသိတာကဉာဏ်အနိစ္စလက္ခဏာဉာဏ်ဖြစ်ပျက်ပါပဲ။သဗ္ဗေသင်္ခါရဒုက္ခရေဘယ်သဘောရှိလဲဖြစ်ပြီးပြက်တဲ့သဘောဒီလက္ခဏာသိတာကဉာဏ်ဒုက္ခလက္ခဏာဉာဏ်ဖြစ်ပျက်ပါပဲသဗ္ဗေဓမ္မာအနတ္တရေဘယ်သဘောရှိလဲဖြစ်ပြီးပြက်တဲ့သဘောဒီလက္ခဏာသိတာကဉာဏ်အနတ္တလက္ခဏာဉာဏ်ဖြစ်ပျက်ပါပဲအဲ့ဖြစ်ပျက်တစ်ချက်မြင်လိုက်တာနဲ့အနိစ္စဒုက္ခအနတ္တသုံးချက်သလုံးပါလို့တစ်ချက်ခုတ်သုံးချက်ပြက်ဖြစ်ပျက်တစ်ချက်မြင်လိုက်တာနဲ့
အိဋ္ဌဒုက္ခအနတ္တသုံးချက်လုံးပါတာပါတဲ့ဖြစ်ပြမြင်ဖို့ကိုသတိထားဝိရိယဆိုင်ဉာဏ်နဲ့ကြည့်ပေးပါအဲ့လိုသိဖို့ကလည်းတဲ့ယထာပညာယပတ္တိကံမျက်လုံးနဲ့မမြင်နိုင်ဘူးတဲ့ကံမျက်လုံးကချောတယ်လှတယ်အယုတ်ဆိုးတယ်မဲတယ်ဖြူတယ်ပုတယ်ရှည်တယ်ဆိုတာကံမျက်လုံးကသိတယ်မြင်တာတဲ့ကံမျက်လုံးနဲ့မြင်တာအဲ့ဖြစ်ဖြစ်ကိုဥနာဖြစ်ပြီးပြစ်တာလို့မြင်တဲ့အသိရတော့ဉာဏ်နဲ့မှသိနိုင်လို့ယထာပညာယပတ္တိဉာဏ်နဲ့မှသိနိုင်တာပါတဲ့ဉာဏ်နဲ့မှမြင်နိုင်တာပါတဲ့မြင်တယ်လို့ပဲပြောပြောတွေ့တယ်လို့ပဲပြောပြောဖြစ်ဖြစ်ကိုမြင်အောင်ကြည့်တွေ့အောင်ကြည့်အဲ့သိတဲ့သိလုံးလေးပဲဖြစ်ပြသိတဲ့သိလုံးလေးပါပဲယထာပညာယပတ္တိအထနိဗ္ဗေန္တိဒုက္ခေနာလို့ကိုင်းလို့ထုံလို့ကျင်လို့ညီငွေတာမဟုတ်ဘူးကြောက်တာမဟုတ်ဘူးအဲ့ဖြစ်ပြီးပြစ်တာကိုကြည့်နေရတာကမကြည့်ကျင်တာမရှုကျင်တာဘေးဆိုးကြီးလို့ထင်လာတာညီငွေလာတာအထနိဗ္ဗေန္တိဒုက္ခေဧတမေကောဝိတုဒ္ဓိယဖြစ်ဖြစ်တို့ရဲ့ချုပ်ရငြိမ်းရသိမ်းရဟာအလွန်အေးချမ်းပါတယ်လို့မြတ်စွာဘုရားကြီးကိုယ်တိုင်မိန့်တော်မူခဲ့တာပါစိတ်ကောရုပ်ကောလျှော့ပေးပါတောင်းတင်မထားနဲ့စိတ်တင်းတော့ရုပ်တင်းတယ်စိတ်လှုပ်တော့ရုပ်လှုပ်တယ်ငိုက်နေစိတ်ကောရုပ်ကောလေးနေတာအသာလေးလျှော့ပါအလိုက်တင်လေးခန္ဓာပြတာကိုမြင်ပါခန္ဓာပြောတာကိုကြားပါခန္ဓာဘယ်သွားနေလဲလှမ်းကြည့်ပေးပါသူများအပြောမှလမ်းမဆုံးပါနဲ့ဦးဆရာလေးပြောတာလဲလမ်းမဆုံးနဲ့ဟုတ်စာမှလမ်းမဆုံးပါနဲ့ကိုယ်ခန္ဓာနဲ့ကိုယ်ညာနဲ့လမ်းဆုံးမှုအရေးကြီးပါတယ်ကောင်းလေးတွေပြန်မှတ်ပေးပါအချိန်တွေမဖြုံးပါနဲ့ရခဲ့လာတဲ့လူဘဝကြုံခဲလာတဲ့သာသနာသန္တရာပြတ်တယ်လို့အားထုတ်မှဆိုတဲ့စိတ်ဆောင်းအားတွေတရားတရားတွေမွေးပေးပါငိုင်လုံးအကျဉ်လေးဝဝရှူပါဝဝထုတ်ပါပြင်းပြင်းရှူပြင်းပြင်းထုတ်ပေးပါငိုက်နေအကျိုးမရှိဘူးနော်ကိုယ့်ရဲ့ကုသိုလ်ကောင်းမှုအချိန်တွေကိုငိုက်နေတာနဲ့ဖြုံးလိုက်လို့ကုသိုလ်လည်းမရတရားလည်းမရအချိန်ဖြုံးတာနဲ့တူတယ်တက်တန်းခိုးနေတာနဲ့တူတူပဲတဲ့ငိုက်တာလည်းငိုက်အောင်ပါအနာဂတ်ကြမှာပျောက်မှာဖြစ်လို့ငိုက်အောင်ပါမနက်ကစားရတဲ့ခောက်ဆွဲလက်ဖက်ရည်အလေးတက်တွေများရင်ငိုက်တက်တယ်အပေါ့တာလေဝဝရှူပါဝဝထုတ်ပါပြင်းပြင်းရှူပါပြင်းပြင်းထုတ်ပါဘယ်လောက်ထိလဲဓက်ကလတ်သားတွေပွင့်တဲ့အထိအငိုက်ပြုတ်တဲ့အထိဝဝရှူဝဝထုတ်ပေးပါအငိုက်ဖြောင်းနေရတော့9 နည်းလောက်ရှိ9 နည်းလောက်ရှိတဲ့အတွက်ပိဋကတ်နဲ့နေနေရတဲ့အတွက်ဝဝရှူဝဝထုတ်ပြင်းပြင်းရှူပြင်းပြင်းထုတ်ပေးပါကောင်းလေးတွေပြန်မှတ်ပြီးနောက်ဒီတရားထက်ချင်မှထက်မယ်နောက်ဒီလိုအကြောင်းညင်ညွတ်ချင်မှအကြောင်းညင်ညွတ်မယ်အသေးမဥခင်ညံဥအောင်ကြိုးစားမှာဖြစ်လို့အရှုံးမခံလိုက်ပါနဲ့ရုပ်ဘက်ကဖောက်ပြန်လုံးအားကြီးလို့မခံသာရင်စိတ်ဘက်ကိုပြန်လဲရှုရမယ်ဒီကိုယ်ပေါ်မှာနာရာကြိုက်တာထုံနာကျင်တာစိတ်ထဲကနေမခံသာဘူးဖြစ်နေတာအဲမခံသာရင်မခံသာတဲ့စိတ်ဖြစ်ဖြစ်
ဒေါသဖြစ်နေအဲ့ဒေါသဖြစ်တဲ့စိတ်လေးကိုလှမ်းလှမ်းကြည့်အဲ့ဒေါသဖြစ်တဲ့စိတ်လေးကမရှိတာပြတ်ပြသွားလိမ့်မယ်စိတ်ကိုနိုင်ဝေဒနာပါနိုင်သွားမယ်စိတ်နဲ့ဝေဒနာနဲ့ကရှင်ပေါ်ရှင်ပဲကောင်းလေးတွေပြန်မှတ်ပေးပါအ ਨੇ သုံးတော့ဝေနာတိထွက်တာတိလေးနဲ့နေပေးပါအရိယာလည်း၄မျိုးရှိနေပါတယ်တဲ့သောတာပန်အရိယာတရားဂံအရိယာအနာဂံအရိယာယဟန္တာအရိယာဆိုအရိယာလည်း၄မျိုးသောတပတ္တိမဲ့ဖြင့်ပယ်အပ်သောကိလေသာသည်တဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စဒိဋ္ဌိဆိုတာငါကိုငါဟာငါဥစ္စာဝိသိကိစ္စဆိုတာတူလောတန်တရားဖြစ်နေတာအဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စပြုံးမှသောတာပန်အဲ့သောတာပန်တည်ပြီးမှတရားဂံအနာဂံယဟန္တာဖြစ်မှာပါတဲ့အဲ့သောတာပန်မဖြစ်သေးဘဲနဲ့တရားဂံအနာဂံယဟန္တာမဖြစ်ပါဘူးတဲ့ဒိဋ္ဌိကလည်းဘယ်တော့ထိကြောက်ကြကောင်းလဲဆိုရင်တဲ့မြတ်စွာဘုရားကြီးကထိတ်ဦးမီးလောင်နေရင်တဲ့အဲ့ဒီမီးကိုအလင်းမြန်နှိမ့်လိုက်တယ်လို့တဲ့အဲ့ဒီမီးကိုမငိမ့်နဲ့ဦးတဲ့ငါခေါင်းဆိုတဲ့ဒိဋ္ဌိကိုအရင်ဖြုတ်လိုက်ဦးတဲ့ရင်ဝါလှန်စွန်းနေအဲ့ဒီလှန်ကိုမနှုတ်နဲ့ဦးတဲ့ငါရင်ဝါဆိုတဲ့ဒိဋ္ဌိကိုပြုတ်လိုက်ပါဦးတဲ့အဲ့လောက်ထိဒိဋ္ဌိကကြောက်ကြကောင်းတာအဲ့ဒီဒိဋ္ဌိကအပယ်ကိုဆွဲချမှာဒီဒိဋ္ဌိကရုပ်မှလည်းသွားပြီးတော့ဒိဋ္ဌိကတ်တယ်ငါကောင်းငါလက်ငါဒူးငါပေါင်ငါခါငါနာလိုက်တာငါထုံလိုက်တာငါကျင်လိုက်တာရုပ်မှလည်းသွားပြီးတော့ဒိဋ္ဌိကတ်တယ်စိတ်မှလည်းသွားပြီးတော့ငါမြင်တယ်ငါကြားတယ်ငါနံတယ်ငါစားတယ်ငါထိတယ်ငါတွေးတယ်ငါဆိုတာဒိဋ္ဌိကြားတာကခန္ဓာ၅ပါးအဲ့ဒါကိုငါကြားတယ်ငါမြင်တယ်ငါဆိုတာဒိဋ္ဌိမြင်တာခန္ဓာ၅ပါးသွားပြီးတော့ရုပ်မှလည်းသွားပြီးဒိဋ္ဌိကတ်တယ်စိတ်မှလည်းသွားပြီးငါမြင်တယ်ငါကြားတယ်ငါနံတယ်ငါစားတယ်ငါထိတယ်ငါတွေးတယ်စိတ်မှလည်းသွားပြီးတော့ဒိဋ္ဌိကတ်တယ်ဝေဒနာမှလည်းသွားပြီးတော့ငါခံစားတယ်ဆိုပြီးဝေဒနာမှလည်းသွားပြီးတော့ဒိဋ္ဌိကတ်တယ်မြတ်စွာဘုရားလက်ထက်ကဖက်ခုနယဟန်လေးဆိုတာပုထုဇဉ်ယဟန်လေးကျမကြီးတွေဖောက်ပြားလာတဲ့အခါမြတ်စွာဘုရားကြီးလည်းကြွသွားရောအရှင်ဘုရားတဲ့တပည့်တော်ဝေဒနာညော့သွားတယ်မရှိဘူးဘုရားတဲ့အရှိကိုတိုးလာပါတယ်ဘုရားလို့လျှောက်တဲ့အခါမြတ်စွာဘုရားကြီးချစ်သားတဲ့ဝေဒနာနဲ့ငါနဲ့မရောစေနဲ့တဲ့ငါလည်းမရှိဘူးဝေဒနာလည်းမရှိဘူးတဲ့အပြတ်သာရှိတယ်ဆိုပြီးတော့ဘေးကနေတရားလဲပို့ဝိညာဉ်လဲချုပ်အနာဂံတည်တော့တာပါပဲ။နောက်ယောဂီတို့ကရုပ်ပေါ်နာမ်ပေါ်ဝေဒနာပေါ်ငါမရှိငါဥစ္စာမရှိအပြတ်သာရှိပါလားငါရှိနေလို့ငါဥစ္စာရှိတာငါမရှိရင်ငါဥစ္စာမရှိချုပ်ပြုတ်တယ်ဆိုတော့အပြတ်သာရှိတယ်။ကျေးဇူးတော်ရှင်အေကမပန္နိတမဂုတ်ဆရာတော်ဘုရားကြီးကတော့တစ်ကဲနှစ်ကဲသုံးညရေတစ်ဆိုတာငါတဲ့နှစ်ဆိုတာငါဥစ္စာတဲ့သုံးညဆိုတာချုပ်ပြောက်တာတဲ့ငါမရှိငါဥစ္စာမရှိချုပ်ပြောက်မှုဆိုတဲ့အပြတ်သာရှိပါလားအရုပ်ပေါ်နာမ်ပေါ်ပြက်တာနဲ့သိတာနဲ့မရှိတာနဲ့သိတာနဲ့မမြဲတာနဲ့သိတာနဲ့ဆင်းရဲတာနဲ့သိတာနဲ့ဥဒိခန္ဓာမှာတဲ့ဒီခန္ဓာကြီးကယောဂခန္ဓာအဲ့အမာကြီးနဲ့တူတဲ့ခန္ဓာနှိမ့်ဆက်မှုကိုခံနေရတဲ့ခန္ဓာအဲ့ဒီခန္ဓာမှာနောက်ခန္ဓာနှိမ့်ဆက်နေတာတဲ့ပူရာလေးပေါ်လဲနှိမ့်ဆက်ပြန်ပူရာယုတ်တရားပူမန်းတိတာနန္တရားဘသူ့ကိုနှိမ့်ဆက်နေတာလဲခံကြည့်တဲ့လူကိုနှိမ့်ဆက်နေလို့ယောဂီတို့ကနှိမ့်ဆက်ပြန်ပြီနာဂာလေးပေါ်လာတယ်နာဂာလေးပေါ်လဲယောဂီတို့ကနှိမ့်ဆက်ပြန်ပြီဘသူ့ကိုနှိမ့်ဆက်နေတာလဲခန္ဓာရှိတဲ့လူကိုနှိမ့်ဆက်နေတာနှိမ့်ဆက်ပြန်ပြီပူရာလေးပေါ်လဲနှိမ့်ဆက်ပြန်ပြီကျင်နာလေးပေါ်လဲနှိမ့်ဆက်ပြန်ပြီညောင်းတာလေးပေါ်လဲနှိမ့်ဆက်ပြန်ပြီဘာကြောင့်လဲခန္ဓာရှိလို့ဒုက္ခတပိဋကနာထောညာတာမဖက်
အမြဲနှိပ်စက်ခံနေရသောကြောင့်ဒုက္ခသစ္စာခံတာပါလို့မြတ်စွာဘုရားကြီးလက်ညှိုးထိုးပြခဲ့တာကိုယောဂီတို့ကသိပြီဘုရားပေါ်လဲနှိပ်စက်ပြန်ပြီကျင်နာလေးပေါ်လဲနှိပ်စက်ပြန်ပြီညောင်းတာလေးပေါ်လဲနှိပ်စက်ပြန်ပြီနာမည်တွေသွားမတက်နဲ့ပူတယ်အေးတယ်တောင်းတယ်တင်းတယ်ညောင်းတယ်ကြိုက်တယ်ဆိုတော့ခေါင်းစဉ်တွေသွားမတက်နဲ့စိုက်မုတ်တွေသွားမဆွဲနဲ့ပူတာပေါ်လဲနှိပ်စက်ပြန်ပြီညောင်းတာလေးပေါ်လဲနှိပ်စက်ပြန်ပြီအဲ့ခေါင်းစဉ်တွေစိုက်မုတ်တွေသွားဆွဲမဲ့သူဒေါသဝင်တတ်တယ်ပူတာပေါ်လဲနှိပ်စက်ပြန်ပြီညောင်းတာလေးပေါ်အဲ့နှိပ်စက်တယ်လို့သိတဲ့အသည့်လေးပဲအဲ့နှိပ်စက်မှုအဆုံးမှာလွတ်မြောက်တဲ့နိဗ္ဗာန်ရှိတယ်အပြည့်ဆုံးမှာမပြတ်တဲ့နိဗ္ဗာန်ရှိတယ်ဆင်းရဲအဆုံးမှာမဆင်းရဲတဲ့ဒုက္ခနိဗ္ဗာန်ရှိတယ်အနတ္တအဆုံးမှာအနတ္တနိဗ္ဗာန်ရှိတယ်အဆုံးရှိတယ်နော်သတိမလို့ခေါင်းလေးတွေပြတ်မပေးပါလိုက်ရှာရင်တွေ့မှာမဟုတ်လှုပ်ရှုရင်ရမှာမဟုတ်ဘူးရှာရင်မြင်မှာမဟုတ်ဘူးတတိထားဝိရိယဆိုင်ဉာဏ်နဲ့ကြည့်ပါကျေးဇူးတော်ရှင်ဧကမပန္တိယမိုးကုတ်ဆရာတော်ဘုရားကြီးရတော့သရဝရယစိတ်မှာဒိဋ္ဌိအကတ်ဆုံးဆိုပြီးတော့စိတ်တာနုပဒနာအများဆုံးပေးခဲ့ပါတယ်။ဘာကြောင့်စိတ်မှာဒိဋ္ဌိကတ်ရတယ်လဲဆိုရင်တဲ့ကိုယ်တဏ္ဍာဖြစ်တဲ့စိတ်ကိုဘာဖြစ်တယ်ဆိုတာမသိလို့ဒိဋ္ဌိဖြစ်တာတဲ့။ပုထုဇဉ်ဟာပုထုဇဉ်စိတ်ပဲပေါ်အောင်မယ်တဲ့။ဘယ်စိတ်ပေါ်တဲ့။တရားမတွေ့ဘူး။အဲ့မတွေ့ဘူးဆိုတဲ့စိတ်လေးကအရှုခံအော်လို့ကြည့်လိုက်တာကအော်လို့ကြည့်လိုက်တာနဲ့မရှိတာအော်မရှိပါလားတရားထိုင်ရတာပြင်းတာအဲ့ပြင်းနေဆိုတဲ့စိတ်လေးကအရှုခံကြည့်လိုက်တာနဲ့မရှိတာအော်မရှိပါလားယောဂီတို့ရှုကအော်မရှိပါလားအော်ဆိုတာကြည့်တာကြည့်လိုက်တာနဲ့မရှိတာပုထုဇဉ်ဟာပုထုဇဉ်စိတ်ပဲပေါ်ဦးမယ်တဲ့ဒါတော့ရစိတ်အရှုခံ73ပါးတဲ့အပြင်ဧည့်သည်9ယောက်အတွင်းဧည့်သည်6ယောက်အိမ်သည်2ယောက်အပြင်ဧည့်သည်လားအပြင်ဧည့်သည်ရှုမယ်အတွင်းဧည့်သည်လားအတွင်းဧည့်သည်နောက်ဆုံးရှုစိတ်လေးမမြဲတာထုတ်စိတ်လေးမမြဲတာဘယ်စိတ်ပေါ်တဲ့သတိထားငိုက်တဲ့စိတ်လေးသတိထားဝိရိယဆိုင်ငိုက်တဲ့စိတ်လေးကြည့်လိုက်တယ်မရှိတာပြသွားတာမက်ဖြစ်သွားတာပြက်လက်စိတ်လေးအဲ့ပြက်လက်မအောင်မကြောက်နဲ့တဲ့အဲ့ပြက်လက်တာမသိတာကိုကြောက်ရမှာပြက်လက်စိတ်လေးကြည့်လိုက်တာလည်းမရှိတာအော်မရှိပါလားအော်မရှိပါလားရုပ်ပဲရှိမဲ့ယောဂီများလည်းဖောက်ပြန်ပြီးပြတ်သွားလိုက်ဖောက်ပြန်ပြီးပြတ်သွားလိုက်အမူအရာမတူတာကြောင်းနေသွားတာပင်ကိုယ်သောစွန့်သွားတာတိလျက်နဲ့လိုက်သွားပါပူရာပေါ်လဲနှိမ့်ဆက်ပြန်ပြီးကျင်နာလေးပေါ်လဲနှိမ့်ဆက်ပြန်ပြီးညောင်းနာလေးပေါ်လဲနှိမ့်ဆက်ပြန်ပြီးကိုညာမှာထင်တာနဲ့လိုက်သွားပြီပါနှိမ့်ဆက်တယ်လို့သိနှိမ့်ဆက်တာနဲ့လိုက်သွားပြီပါနှိမ့်ဆက်တာနဲ့သိတာနဲ့ပြတ်တာနဲ့သိတာနဲ့မရှိတာနဲ့သိတာနဲ့မမြဲတာနဲ့သိတာနဲ့ဆင်းရဲတာနဲ့သိတာနဲ့ကိလေသာတွေပါလာလို့ဉာဏ်နဲ့ထဲသူ့သဘောပါလားဆိုတဲ့အဲ့ဒီဆုံးဖြတ်ချက်ချတဲ့ဉာဏ်အဲ့ဆုံးဖြတ်ချက်အဲ့သိတဲ့အတိလေးကိုပြောတာပါကိုကထပ်ပြီးတော့ဆုံးဖြတ်ချက်ချတာမှာအဲ့သိတဲ့အတိလေးပြတ်တယ်လို့သိတဲ့အတိလေးမရှိဘူးလို့သိတဲ့အတိဟာဉာဏ်မှာတဲ့ဉာဏ်မှသာဆုံးဖြတ်ချက်ချနိုင်တဲ့အတွက်အဲ့ဒီအတိမရှိဘူးဆိုငုတ်တုတ်ကြီးထိုင်ပြီးတော့အရှုခံမရှိပဲပြင်းနေတတ်တယ်ပြီးတော့ငိုက်သွားတာလည်းမဟုတ်ဘူးဗျာပြန့်လင့်သွားတာလည်းမဟုတ်ဘူးဖြစ်ပျက်ကိုမတွေ့တော့တာဆိုအဲ့ဒါမောဟဝင်သွားတာပါတဲ့ဘာကြောင့်မောဟဝင်အဲ့ဆုံးဖြတ်ချက်ချတဲ့ဉာဏ်မပါလို့တဲ့ပြက်တာနဲ့သိတာနဲ့အဲ့ပြက်တာကိုသိတဲ့အသိလေးမရှိလို့မရှိတာနဲ့သိတာနဲ့ဆင်းရဲတာနဲ့သိတာနဲ့နှိမ့်ဆက်တာနဲ့သိတာနဲ့မမြဲတာနဲ့သိတာနဲ့သူ့သဘောပါလားသူ့သဘောပါလားသူ့သဘောပါလားသူဆိုတာခန္ဓာသဘောဆိုတာဉာဏ်ဒါကိလေသာပါလာလို့ဉာဏ်တွေထက်လာတဲ့ယောဂီအဲ့လိုမှဉာဏ်မပြောင်းဆိုဉာဏ်အောက်ကျနေဉာဏ်အထက်မတက်နိုင်ဘူး
တတိမလွတ်စေနဲ့တတိလွတ်နေတော့ခန္ဓာပြတဲ့တရားတွေသိမှာမဟုတ်ဘူးတတိထားဝိရိယဆိုင်ဉာဏ်နဲ့ကြည့်ပေးပါကြည့်တယ်ဆိုတော့သိတဲ့သိလုံးနေတော့ရှိမရှိသိတဲ့သိလုံးနေယောဂီတို့ဒီကံမျက်လုံးနဲ့သွားကြည့်နေလို့မတွေ့ရတတိမလွတ်စေနဲ့ညံရတဲ့ချိန်လေးအကျိုးရှိရှိလေးသုံးချသွားပေးပါအ ਨੇ ဆုံးတော့ဝင်နာတိထွက်တာတိလေးနဲ့နေပေးပါအဲ့ဒီကနေတစ်ဆင့်ဝင်တိပြက်ထွက်တိပြက်သင်္ရှားပေါ်ခန္ဓာလေးတွေပေါ်တိပြက်ကိုနှစ်အသက်မငဲ့ကွက်ရစ်ဆက်နိုင်ရမည်ကိုနှစ်အသက်မရှိပြက်ညံဖက်နိုင်ရမည်ညာတာမဖက်လွန်နှိပ်ဆက်လွတ်ချက်အထိသွားရမည်လွတ်မြောက်နေရာနိဗ္ဗာန်ဟာချမ်းသာတသက်ရှိတော်သည်ကိုယ်လည်းမရှိအသက်လည်းမရှိအပြက်သာရှိပါလားပြည့်ဟဲပြည့်ကိုကဗဇက်ကပြက်တယ်ပြောမှခန္ဓာပြက်သူပြက်ပြတာကိုသိတယ်ဆိုတဲ့သိလုံးလေးဒီလိုရှင်ဧကမပန္တိတမုဂုတ်ဆရာတော်ဘုရားကြီးကတော့ရုပ်ပေါ်ပေါ်နာမ်ပေါ်ပေါ်ဝေဒနာပေါ်ပေါ်တဲ့အနိစ္စလို့ရှုအနိစ္စလို့မှတ်အနိစ္စလို့သိအနိစ္စလို့ကိလေသာချမ်းမညက်ဉာဏ်သက်ဝင်ပါတဲ့အနိစ္စဆိုတာပါဠိစကားမြန်မာလိုတော့မရှိတာမမြဲတာပြက်တာအဲ့ဒါအနိစ္စပြက်တယ်လို့သိမယ်ပြက်တယ်လို့မှတ်မယ်ပြက်တယ်လို့ရှုမယ်ပြက်တယ်လို့ကိလေသာချမ်းညက်ကိလေသာဆိုတော့ငါပြက်သူပြက်မပါသေးနဲ့တဲ့ကိလေသာချမ်းမညက်ဒလသက်ရှုမှတ်ပါတဲ့ရုပ်ပေါ်ပေါ်နာမ်ပေါ်ပေါ်ဝေဒနာပေါ်ပေါ်အနေစာလို့ရှုအနေစာလို့မှတ်အနေစာလို့သိအနေစာလို့ကိလေသာချမ်းမညက်ဒလသက်ရှုမှတ်ပါများအထုတ်ပေးပါဖြစ်ပြီးပြစ်တယ်လို့ရှုွက်မှာတစ်ချက်လောက်သိလိုက်ပါရှုွက်မှာအမြင်မှန်ရသွားရင်ကြံတကူလုံးဖြန့်ကြည့်တော့လဲအမြင်မှန်ရမယ်တလောကလုံးဖြန့်ကြည့်တော့လဲအမြင်မှန်ရတာမြမလိုတမာဒိဋ္ဌိအမြင်မှန်ရတယ်လို့နာမည်ခေါ်တော့သောတာပန်တမာဒိဋ္ဌိအမြင်မှန်ရတယ်လို့တဲ့အဲ့ဖြစ်ပြီးပြစ်တယ်လို့သိတဲ့သိလုံးဟာကုသိုလ်ကကုသိုလ်ထဲမှာမဖြစ်ဘူးဆိုတဲ့ကုသိုလ်ကြီးပါတဲ့အစစ်ဆုံးကုသိုလ်ကြီးပါတဲ့ဖြစ်ပြီးပြက်တယ်လို့သိတဲ့သီလုံးကျန်တဲ့ကုသိုလ်တွေယောဂီတို့အကုန်လုပ်ခဲ့ပြီးပါပြီအဲ့ဖြစ်ပြီးပြက်တယ်ဆိုတဲ့သီလုံးအဲ့ဒီကုသိုလ်မပါသေးလို့အဲ့ဖြစ်ပြီးပြက်တယ်လို့သိတဲ့သီလုံးဟာကုသိုလ်ကကုသိုလ်ထဲမှာအစစ်ဆုံးကုသိုလ်ကြီးပါလိုက်မရှာနဲ့လိုက်ရှာရင်တွေ့မှာမဟုတ်ဘူးလှုပ်ရှုရင်ရမှာမဟုတ်ဘူးရှာရင်မြင်မှာမဟုတ်ဘူးတတိထားဝိရိယဆိုင်ဉာဏ်နဲ့ကြည့်မှာမြင်မှာတွေ့မှာသိမှာတတိထားဝိရိယဆိုင်ဉာဏ်နဲ့ကြည့်ပါဝမူလကမ္မထံဖြစ်ပြဓာတုကမ္မထံဖြစ်ပြအဲ့လိုဖြစ်ပြရှုနေရင်လည်းသားခင်တဲ့စိတ်သမီးခင်တဲ့စိတ်သက်သာခြင်းတဲ့စိတ်လိုချင်နေတယ်လိုနေတယ်လှုပ်ချင်နေတယ်အိပ်ပြန်ရောက်သွားတယ်အဲ့ဒါလုံးမီးခေါ်မယ်ဆိုလောဘစိတ်အဲ့ဒီလောဘစိတ်လေးကိုလောဘစိတ်လေးပဲလို့သိရင်ဖယ်လိုက်တယ်လို့ခေါ်ပါတယ်
အဲ့ဒီလောဘစိတ်လေးမရှိပါလားလို့သိလိုက်ရင်ရှုလိုက်တယ်လို့ခေါ်ပါတယ်တဲ့ဖယ်ပြီးတော့ရှုပေးပါတဲ့မဖယ်ခုနရှုနေတဲ့မူလကမ္မထံဖြစ်ဖြစ်မမြင်အကြောင်းတိုက်ဆိုင်မှရှုရတဲ့ဂျာတို့ကမ္မထံဖြစ်ဖြစ်မမြင်လို့ကာမိဆန္ဒနိဝရဏသာခင်တဲ့စိတ်ပေါ်ပေါ်သမီးခင်တဲ့စိတ်ပေါ်ပေါ်သက်သာခြင်းတဲ့စိတ်ပေါ်ပေါ်လူချင်းနေတယ်လူနေတယ်တောင်းတနေတယ်လူချင်းနေတယ်လက်စိတ်ပေါ်ပေါ်လုံးပြီးခေါ်မယ်ဆိုရင်တော့လောဘစိတ်ပါတဲ့အဲ့ဒီလောဘစိတ်လေးကိုလောဘစိတ်လေးပဲလို့သိရင်ဖယ်လိုက်တယ်လို့ခေါ်ပါတယ်အဲ့ဒီလောဘစိတ်လေးမရှိပါလားလို့သိလိုက်ရင်ရှုလိုက်တယ်လို့ခေါ်ပါတယ်ဖယ်ပြီးတော့ရှုပြီးပါဖယ်ပြီးတော့မှမူလကမ္မဋ္ဌာန်းဖြစ်ပျက်ကိုမြင်မယ်အကြောင်းတိုက်တဲ့မှာရှုရတဲ့ဇာတုကမ္မဋ္ဌာန်းဖြစ်ပျက်မြင်မယ်လောကီဥပမာနဲ့ပြောရမယ်ဆိုရင်တဲ့ရေကြီးကြီးမှာဆေးနီဆေးဝါဆေးပြာတွေစိုးထားရင်တဲ့ကိုမျက်နှာကိုသွားဟပ်လိုက်မယ်ဆိုရင်တဲ့မဲ့ပမာရှိတယ်အမှတ်ပမာရှိတယ်မသိနိုင်တယ်လို့တဲ့ဆေးနီဆေးဝါဆေးပြာတွေစိုးထားလို့အဲ့ဒီဆေးနီဆေးဝါတွေဆေးပြာတွေဖယ်ပြီးတော့မှကိုမျက်နှာကိုသွားဟပ်လိုက်ရင်မဲ့ပမာရှိတယ်အမှတ်ပမာသိနိုင်ဖယ်ပြီးတော့ရှုပေးပါတဲ့ကာမိဆန္ဒနိဝရဏယာဝါဒနိဝရဏလို့ခေါ်တဲ့မခံတာတဲ့စိတ်အလိုမကျတဲ့စိတ်ပြင်းတဲ့စိတ်ပြင်းတာဒေါသအသေးသားလုံးပြီးခေါ်မဲ့သူဒေါသစိတ်တဲ့အဲ့ဒီဒေါသစိတ်လေးကိုဒေါသစိတ်လေးပဲလို့သိရင်ဖယ်လိုက်တယ်လို့ခေါ်ပါတယ်တဲ့အဲ့ဒီဒေါသစိတ်လေးမရှိပါလားလို့သိလိုက်ရင်ရှုလိုက်တယ်လို့ဖယ်ပြီးတော့ရှုပေးပါမဖယ်ခုနရှုနေတဲ့ဖြစ်ပျက်ကိုဖုံးကာနေလို့ယာဝါဒနိဝရဏလောကီဥပမာနဲ့ပြောရမယ်ဆိုရင်တဲ့ရေမှာအခိုးတွေထနေလို့ရှိရင်တဲ့ကိုမျက်နှာကိုသွားဟပ်လိုက်မှတ်ပမာရှိတယ်မှတ်ပမာမသိနိုင်တယ်လို့တဲ့ရေမှာအခိုးတွေထနေအဲ့ဒီအခိုးတွေငြိမ်တော့မှကိုမျက်နှာကိုသွားကြည့်လိုက်တော့မှမှတ်ပမာရှိတယ်အမှတ်ပမာသိနိုင်တယ်လို့တဲ့ဖယ်ပြီးတော့မှရှုပေးပါတဲ့ဗျာပါဒနိဝရဏဖယ်ပြီးတော့မှမူလကမ္မဋ္ဌာန်းဖြစ်ဖြစ်မြင်မယ်အကြောင်းတိုက်ဆိုင်မှရှုရမယ်ဂျာတုကမ္မဋ္ဌာန်းဖြစ်ဖြစ်မြင်မယ်ဖယ်ပြီးတော့ရှုပေးပါတဲ့ဌိနမိတ်တနိဝရဏလို့ခေါ်တဲ့တစ်ဆက်ဆက်နဲ့ငိုက်နေတာအဲ့အရှိကိုရိုင်သွားတဲ့ယုတ်ကြီးကိုလည်းမရှိပါနဲ့တဲ့အနောက်ကိုလန်သွားတဲ့ယုတ်ကြီးကိုလည်းမရှိပါနဲ့ငိုက်တာပဲကငိုက်တဲ့စိတ်ကလာတာပါတဲ့စိတ်ကြောင့်ဖြစ်သောဓာတ်ဝါရောငိုက်တာငိုက်တဲ့စိတ်ကလာတာပါတဲ့အဲ့ဒီငိုက်တဲ့စိတ်လေးကိုငိုက်တဲ့စိတ်လေးပဲလို့သိရင်ဖယ်လိုက်တယ်လို့ခေါ်ပါတယ်တဲ့အဲ့ဒီငိုက်တဲ့စိတ်လေးမရှိပါလားလို့သိလိုက်ရှုလိုက်တယ်ဖယ်ပြီးတော့ရှုပေးပါငိုက်နေဖြစ်ပျက်ကိုမတွေ့နိုင်လို့မမြင်နိုင်လို့ဌိနမိတ်တနိဝရဏဖယ်ပြီးတော့မှမူလကမ္မဋ္ဌာန်းဖြစ်ပျက်မြင်မယ်အကြောင်းတိုက်ဆိုင်မှရှုရမယ်ဂျာတုကမ္မဋ္ဌာန်းဖြစ်ပျက်မြင်မယ်လောကီဥပမာနဲ့ပြောရမယ်ဆိုရင်တဲ့ရေမှာဓာတ်တွေမှော်တွေပြည့်နေလို့ရှိရင်တဲ့ကိုမျက်နှာကိုသွားဟပ်လိုက်မဲ့ပမာရှိတဲ့အမှတ်မှမသိနိုင်ပါဘူးတဲ့ဓာတ်တွေမှော်တွေပြည့်နေလို့အဲ့ဓာတ်တွေမှော်တွေကိုဖယ်ပြီးတော့မှကိုမျက်နှာကိုသွားဟပ်လိုက်မဲ့ပမာရှိအမှတ်မှသိနိုင်တယ်လို့ဖယ်ပြီးတော့ရှုပေးပါတဲ့ဌိနမိတ်တနိဝရဏဩဒိစ္စကုက္ကုစာလို့ခေါ်တဲ့ပြန့်လည်တဲ့စိတ်တွေးတဲ့စိတ်အဲ့ဒီပြန့်လည်တဲ့စိတ်လို့ပြန့်လည်တဲ့စိတ်လေးပဲလို့သိတယ်တွေးတဲ့စိတ်လေးကိုတွေးတဲ့စိတ်လေးပဲလို့သိရင်ဖယ်လိုက်တယ်လို့ခေါ်ပါတယ်အဲ့တွေးတဲ့စိတ်မရှိတာပြန့်လည်တဲ့စိတ်မရှိတာရှုလိုက်တယ်လို့ခေါ်ပါတယ်တဲ့ဖယ်ပြီးတော့ရှုပေးပါတဲ့မဖယ်ခုနရှုနေတဲ့ဖြစ်ပျက်ကိုဖုံးကာနေလို့ဩဒိစ္စကုက္ကုစာနိဝရဏလောကီဥပမာနဲ့ပြောရမယ်ဆိုရင်တဲ့ရေဟာလှုပ်နေလို့ရှိရင်တဲ့ရေဟာလှုပ်နေတဲ့အတွက်ကိုမျက်နှာကိုသွားဟပ်လိုက်ရင်မဲ့ပမာရှိတယ်အမှတ်ပမာမသိနိုင်တယ်လို့တဲ့အဲ့ဒီရေလေးငြိမ်တော့မှကိုမျက်နှာကိုသွားဟပ်လိုက်တော့မှမဲ့ပမာရှိတယ်အမှတ်မှသိနိုင်တယ်လို့တဲ့ဖယ်ပြီးတော့ရှုပေးပါတဲ့ဖယ်ပြီးတော့မူလကမ္မဋ္ဌာန်းဖြစ်ဖြစ်ပြန်မြင်မယ်အကြောင်းတိုက်ဆိုင်မှရှုရမယ်ဂျာတုကမ္မဋ္ဌာန်းဖြစ်ဖြစ်ပြန်မြင်ပါလိမ့်မယ်ဖယ်ပြီးတော့ရှုပေးပါတဲ့ဝိသိကိစ္စနိဝရဏလို့ခေါ်တဲ့ကိုရှုသေးတရားပေါ်မှာတန်တရားဖြစ်ယုံနာဆိုတာရှိတာဟုတ်မှဟုတ်ပါမလားယုံနာဖြစ်ဖြစ်ရှိတာဟုတ်မှဟုတ်ပါမလားယုံနာဖြစ်ဖြစ်အစုံနိဗ္ဗာန်ရှိတယ်ဆိုတာဟုတ်မှဟုတ်ပါမလားဆိုတဲ့သို့လောတန်တရားညီမြခြင်းဝိသိကိစ္စတန်တရားစိတ်လေးကိုတန်တရားစိတ်လေးပဲလို့သိရင်ဖယ်လိုက်တယ်လို့ခေါ်ပါတယ်အဲ့
အဲ့ဒီတန်တရားစိတ်လေးမရှိပါလားလို့သိလိုက်ရင်ရှုလိုက်တယ်ဖယ်ပြီးတော့ရှုပေးပါတဲ့မဖယ်ရင်ခုနရှုနေတဲ့ဖြစ်ပျက်ကိုဖုံးကာနေလို့မူလကမ္မထံဖြစ်ပျက်မမြင်တန်တရားဝင်နေတဲ့အတွက်အကြောင်းတိုက်သမရှုရတဲ့ဂျာတို့ကမ္မထံဖြစ်ပျက်မမြင်လို့ဝိသိကိစ္စနိဝရဏလောကီဥပမာနဲ့ပြောရမယ်ဆိုရင်တဲ့ရေမှာအမှုန်တွေအနေတွေထနေလို့ရှိရင်တဲ့ကိုမျက်နှာကိုသွားဟလိုက်မဲ့ပမာရှိတယ်အမတ်ပမာရှိတယ်မသိနိုင်တယ်လို့တဲ့အနေတွေထနေအဲ့ဒီအနေငိန်တော့မှကိုမျက်နှာကိုသွားဟလိုက်မဲ့ပမာရှိအမတ်ပါသိနိုင်တယ်လို့တဲ့ဖယ်ပြီးတော့မှရှုပေးပါတဲ့ဝစီကိစ္စလေးပါလားတန်တရားဖြစ်တဲ့စိတ်ဝစီကိစ္စညီမချင်းတန်တရားဖြစ်တဲ့စိတ်ဖယ်ပြီးတော့မှမူလကမ္မထံဖြစ်ပြမြင်မယ်အကြောင်းတိုက်ဆိုင်မှရှုရတဲ့ဂျာတို့ကမ္မထံဖြစ်ပြမြင်ပါလိမ့်မယ်တဲ့ကြောင့်မေတ္တာဖို့တာနိဝရဏတရားအဲ့ဒီ၅ချက်ကိုဖယ်ပြီးတော့မှရှုမှဖြစ်ပြပြန်မြင်မှမို့လို့ဖယ်ပြီးတော့ရှုပေးပါတတိတာဝရိယဆိုင်ဉာဏ်နဲ့ကြည့်ပေးပါဖြစ်ပြနဲ့မဲ့နဲ့ကြိုက်တဲ့ယောဂီများတရားမိနေသောယောဂီများတရားမိတယ်ဆိုတာတက်မလင်စိတ်ဖြုတ်လို့မရမျက်စိဖွင့်လို့မရတမန်နဲ့ဆွဲသလိုလေးပင်နေတာတရားဘက်ကမိတယ်တရားဘက်ကဆွဲခေါ်တယ်လို့ခေါ်ပါတယ်တရားကလည်းမိတဲ့နေ့ကျမှမိတတ်တယ်မိတဲ့အချိန်ကျမှမိတတ်တယ်တရားထိုင်တာထမင်းစားသလိုပဲတခါလေထမင်းစားရင်နဲ့စားကောင်းသွားတာရှိတယ်တခါလေစားနဲ့စားမကောင်းတာရှိတယ်ဒါပေမဲ့နေ့စဉ်ပုံမှန်စားသလိုခုလေတရားထိုင်တာထိုင်ကောင်းတဲ့နေ့ရှိတယ်ထိုင်ကောင်းတဲ့အချိန်ရှိတယ်ထိုင်မကောင်းတဲ့နေ့ရှိတယ်ထိုင်မကောင်းတဲ့အချိန်ရှိတယ်ခုလိုတရားဘက်ကမိနေတယ်တရားဘက်ကဆွဲခေါ်နေရင်တော့တရားအရှိန်ကုန်မှဖြုတ်ပေးပါကြံယောဂီများသတ်မှတ်ထားတဲ့အဓိဋ္ဌာန်ချိန်ပြေပါ၍ဖြင်းညင်းစွာနဲ့တရားဖြုတ်လို့ဖြုတ်နိုင်ပါပြီဖြစ်ပြနဲ့မဲနဲ့ကြိုက်တဲ့ယောဂီများတဏှာနဲ့9မိနစ်မှာဖြစ်ဖြစ်ဆုံးပါဦးတဏှာနဲ့ဖြုတ်ချလိုက်မယ်ဆိုရင်9မိနစ်စာနဲ့တစ်ကနေပြန်စပါလိမ့်မယ်ဖြစ်ဖြစ်ဆုံးတဲ့ဒီရှုမှတ်ပေးပါ